နာလေးအေးသွားအောင်လို့ကြောကုန်းလေးအေးသွားအောင်လို့စပရေးလေးရှိစပရေးလေးနဲ့ဖြန်းပေးမယ်နော်အေးသွားလားချီလို့ရှာသည်တူပူရှိမှာရှီလေးနဲ့ဖြန်းပြီးတော့ဒီစီပန်းလေးနဲ့ကြောကိုပုတ်တက်ပေးမယ်နော်ရှီတန်လေးနားထောင်မှာစိတ်ထဲမှာအေးသွားတယ်လို့ခံစားရပြီးတော့ရှင်တဲ့လေးအေးပြီးတော့အိပ်ပျော်စေမှာပါစိတ်ဆရာစိတ်ရှိစရာခဏဖယ်ထားမယ်စိတ်တော့ကဖြစ်စရာဖယ်ထားမယ်ရှီတန်လေးကြားရလားရှီတန်လေးကြားရလားရှီတန်လေးကြားရလားရှီလေးဝါရဆိုင်မယ်ဒီပြပြဝါရဆိုင်မယ်ဒီပြပြလေးဝါရဆိုင်မယ်စိတ်ထဲအေးပြီးတော့အဆုံးကြုံနိုင်ပါစေစိတ်ထဲအေးပြီးတော့အမြဲဆုံးအိပ်ကြုံနိုင်ပါစေစိတ်ထဲအေးပြီးဆုံးအိပ်ကြုံနိုင်ပါစေဒီလေးဝါရဆိုင်ပါမယ်ဒီလေးဝါရဆိုင်ပါစိတ်ထဲမှာအရှမ်းပူပြီးအိမ်မရဘူးဆိုရင်ဒီရဲ့စိတ်ရဲ့စိတ်ထဲထည့်ပြီးဒီရဲ့စိတ်ဘယ်လိုမျိုးစိတ်ထဲထည့်ပြီးတော့နှလုံးမိတ်ပြီးတော့အသက်ကိုပုံမှန်ရှူမယ်နော်တက်ပုံမှန်ရှူရမယ်ရှင်တက်ကိုပုံမှန်ရှူရမယ်ဒီပန်းကတဲလေးအတွက်ဒီပန်းကတဲလေးအတွက်ဒီပန်းကတဲလေးအတွက်ပဲနော်အိမ်မက်လာလည်းမရှိရှင်နဲ့စိတ်ကိုလည်းပေါ်ပါစေရှင်နဲ့အိမ်မက်လာလည်းမရှိချင်နဲ့စိတ်ကိုလည်းပေါ်ပါစေရှင်နဲ့အလုံးမှာရောကျောင်းမှာရောဘဝမှာအကုန်လုံးဆဆရရအဆင်ပြေစေရှင်နဲ့အလုံးနှလုံးမိထားပါနှလုံးလေးမိထားပါအနားမှာလမ်းရှိနေပါတယ်လမ်းချုပ်သိမ့်နေပါတယ်